朝こんにちは、トゥイです。ဒီနေ့မှာတော့ခတ်တိုအမိုးတို့ဆိုတဲ့ to ရှင်းကစံ grammar လေးကိုရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ခတ်တိုအမိုးတို့ဆိုတာဝတ္တရှိတို့မြန်မာလိုဘာသာပြန်မယ်လို့ဆိုရင်လို့ထင်လိုက်တာနဲ့ချစ်ချင်းဆိုပြီးတော့ဘာသာပြန်ပါတယ်ဒီ grammar လေးကိုဝတ္တရှိတို့ဘလို့ချင်းနေမျိုးမှာသုံးမလဲဆိုလို့ရှိရင်ပေါ့နော်ဒီအရှင်းမှာကိစ္စတစ်ခုကဖြစ်သွားတာကိုမြင်လိုက်လို့အော်ဖြစ်သွားပြီပဲလို့ဆိုလိုက်လို့ရှိသေးတယ်ရုပ်တရက်ကြီးပါကိုမထင်မှတ်ထားတဲ့အခြေအနေပဲကိုပြောင်းလဲသွားတယ်ဆိုတဲ့အခါမျိုးမှာဒီ grammar ကိုသုံးတာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်မိုးကအုံနေလို့ထင်လိုက်ရုံပဲရှိသေးတယ်ချစ်ချင်းဗာလဲနေဘူးလားပြန်ပြီနောက်ထပ်ဥပမာတစ်ခုပေးရမယ်တော့ဆိုလို့ရှိရင်ခါတွေကကောင်းလေးရပေါ့နော်ကိုစီလာတယ်ကိုစီလာနေလို့ထင်လိုက်ရုံပဲရှိသေးတယ်ပြန်လှည့်သွားပြန်ပြီအဲ့လိုအချင်းလေးမျိုးမှာဒီ grammar ကိုသုံးတာဖြစ်ပါတယ်သူရဲ့ရှေ့မှာတွဲတဲ့ form လေးကတော့ ta form ပဲတွဲတယ်ပေါ့နော်တာဖောင်တွဲပါတယ်တာခါတိုအမိုတိုသူမောတာခါတိုအမိုတာရာဘယ်ဟာပဲသုံးတူပါပဲမင်းဆန်တို့သုံးတဲ့အခါမှာခောက်ဖြုတ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဆိုတော့အီချီပန်ကိုကြည့်ပါမယ်အီချီပန်မှာတော့ဆိုရင်180ဝါဟဲယာနီဟိုက်တေကီတာခါတိုအမိုတိုအခီနာရီမာတိုဆမ်ဘူအခေတာ180ပေါ့နော်အခန်းထဲကိုဝင်လာပြီလားလို့ထင်လိုက်ရုံပဲရှိသေးတယ်ထလိုက်မရှိတဲ့ဘာလုပ်ပြီလဲဆိုအခင်းသားတွေရုပ်တရက်ကြီးပါလဲတကားတွေအကုန်လုံးဖွင့်ပြီးသွားပြီပေါ့နော်တကားတွေအကုန်လုံးဖွင့်ပြီးသွားပြီနိဗ္ဗာန်မှာတော့ဆိုလို့ရှိရင်အာဂတ်ဆံဝါအီမနိုင်တတိုအမိုဒိုမောဝရတေရအခတ်ဆန်ကဒီအခုငိုးနေတာလားလို့ထင်လိုက်ရုံပဲရှိသေးတယ်ထင်လိုက်တာနဲ့ချစ်ချင်းနောက်ထပ်ဘာလဲဆိုရင်ဝရတေရရင်းနေရပေါ့နော်ဆမ်မန်မနော်ဆိုလို့ရှိရင်ရတိုဟေယာကခဒါစီဒါကတိုအမိုတာရာခုဒမိုဒါချီကစကုမတာချရာခရှတာရတိုနောက်ဆုံးမှာတော့အခန်းလေးရှင်းလင်းသွားပြီလို့ထင်လိုက်တာနဲ့ချစ်ချင်းဗာလဲထင်လိုက်ရုံပဲရှိသေးတယ်နောက်ထပ်ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ကလေးတွေကဖွာလိုက်လို့ပြန်ပွားသွားပြန်ပြီပေါ့နားလေလားဆိုယူမွန်ကြည့်ပါမယ်ခုနိုကိုရိုဝါခီယွန်နိုဆာကအိုကီခီနိုဝါအစကုနာတာကတိုအမိုတာရာခီယောဝါဆူဆူရှိခုနိုကိုရိုဝါအခုတလောပေါ့နော်ဒီအပူချိန်ကွာချမှုခီယွန်နိုဆာဆိုအပူချိန်ကွာချမှုကအရင်များတယ်ခီနိုဝါအစကုနာတာကတိုအမိုတာရာမနေ့ကပါလဲဆိုလို့ရှိရင်မနေ့ကဒီပူတယ်လို့ထင်လိုက်တာနဲ့ထင်လိုက်ရုံပဲရှိသေးရပေါ့နော်ဒီကျော်ဝါဆူဆူရှိဒီနေ့ကတော့ဗာလဲအရန်ကောအေးဒီနေ့ကတော့အေးတယ်ပေါ့နော်ဒီနေ့ကတော့အေးတယ်နေ့လို့ကောင်းတယ်ပေါ့ဆူဆူရှိကဆောင်းမွေးမဟုတ်ဘူးဆူဆူရှိဆိုတော့โอเคပေါ့အချင်းနေရဆိုတော့မိနာဆန်တို့ကတချို့ဘလို့အချင်းနေမျိုးမှသုံးရတာလဲဆိုတာသိရဟုတ်တယ်နော်ဆိုတော့ဘလို့အချင်းနေမျိုးမှမသုံးရဘူးဆိုတာလဲသိထားဖို့လိုတယ်ပေါ့နော်ဒီမှာဆိုဝါရှာနိုခိုီဝါရှာဆိုတာပြောတဲ့သူရဲ့ခိုီလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့စကားဝါနိုင်မသုံးကိုအကြောင်းကိုပြောတဲ့အချိန်မှာမသုံးဘူးဥပမာဆိုလို့ရှိရင်ဝတချို့ဘာတုတ်တန်းနေဆိုလို့ရှိရင်ဘာတာတုတ်တန်းနေဆိုလို့ရှိရင်ဒါကိုအကြောင်းကိုပြောလို့ရတယ်ပေါ့နော်တဲ့ငါဝိုင်းတစ်ခွေးကိုတောက်လိုက်တာနေချစ်ချင်းဗာလဲခေါင်းမူးသွားတယ်အဲ့လိုမျိုးကိုအကြောင်းကိုပြောတဲ့ခါမှာလည်းရပြီမယ်လို့ဒီခတ်တိုအမိုးတို့ကကြာကိုအကြောင်းနဲ့ပတ်သက်ပြီးတော့မပြောပါဘူးသူကကြာတော့အခြားတစ်ယောက်သို့မဟုတ်တဘောအခြေအနေကိုပြောတဲ့ခါမှာပဲဒီ grammar ကိုသုံးတာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့အတုံနိုဘွန်ကစကူရှိဂိုင်းစိန်တော့အာရုနိုင်ရောအတုံနိုဘွန်ဆိုတာကြာဝတ်တူဒီမှာပြီးလို့ရှိရင်နောက်ထပ်လာတဲ့ဒီစာကြောင်းကိုပြောတာပါဒီစာကြောင်းကတဲ့ဒီကိုမထင်မှတ်ထားတဲ့အခြေအနေတွေပေါ့နော်ကိုမထင်မှတ်ထားတဲ့အခြေအနေတွေဖြစ်ပါမယ်တဲ့ပြီးတော့ဝါရှာနိုခီဘိုequal or arawasu bon ya ပြီးတော့ hataraki kaken no bon wa konai ဒီနောက်ကစာကြောင်းမှာတော့ဆိုလို့ရှိရင်私တို့ဒါစကဝါရှာနိုခီဘိုကိုယ့်ရဲ့ဆန္ဒတွေသိရမလားခီဘိုဆို wish ကိုယ့်ရဲ့ hope မျှော်လင့်ချက်တွေပြီးတော့ equal ဆိုတော့ကိုယ့်ရဲ့ mindset တို့ဒီplan ပေါ့နော်ကိုယ့်ရဲ့အစီအစဉ်တွေကိုယ့်ရဲ့သဘောထားတွေကိုဒီဖော်ပြတဲ့စာကြောင်းတွေပြီးတော့ဟာတာရာကိခခဲဆိုတာကတချို့ဟောပေါ့နော်အမိန်ပေးတာမျိုးတောင်းဆိုတာမျိုးအဲ့လိုမျိုးတွေဆိုလို့ရှိရင်မလာပါဘူးတဲ့โอเคပါဒါတွေကတော့ရှောင်ရမယ့်အချက်တွေပေါ့နော်โอเคဆိုတော့တချို့ exam trick ကိုသွားပါမယ်
ဆိုတော့အဲ့ချီပန်ကိုကြည့်ပါမယ်တာတုတ်တန်နေနေဘာကွာလဲပေါ့နော်တာတုတ်တန်နေရဒါပထမအခြေအနေဖြစ်ပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းမှာဒါဒုတိယအခြေအနေချက်ချင်းဖြစ်တာပေါ့နော်အဲ့ဒီအခါမှာသူကသဘောကျကျဖြစ်တယ်ဥပမာဆိုလို့ရှိရင်ဝတ်တရှိဒီပြောပြခဲ့တဲ့ဒါဝန်တစ်ခွေတောက်လိုက်တာနဲ့ချက်ချင်းဒါခေါင်းမှုသွားတယ်ဆိုလို့ရှိရင်ဒါဆက်ဆက်မှုရှိတယ်နော်သဘောကျကျဖြစ်သွားတယ်ဒါမဲ့လို့ခါတိုအမှုသူကကြတော့အဲ့လိုမဟုတ်ဘဲနဲ့သူကကြဆန့်ကျင်ပဲအရှင်းနေနောက်ကဆန့်ကျင်ပဲနော်အေကဒီမှာဆိုလို့ရှိရင်ဒါအရှိရအကြောင်းအရာဖြစ်ပြီးတာနေချစ်ချင်းအနောက်ကဘာလဲဆိုကိုထင်မှတ်မထားတဲ့အကြောင်းအရာကိုထင်မှတ်မထားတဲ့အကြောင်းအရာပေါ့နော်ဒီ A နဲ့ဆန့်ကျင်ပဲဖြစ်တဲ့ B ပေါ့နော်ပထမအကြောင်းအရာနဲ့ဆန့်ကျင်ပဲဖြစ်တဲ့ဒုတိယအကြောင်းအရာဖြစ်မယ်နော်ဒီကကြတော့ဒီမှာဆိုတော့တချို့ဘာသာတူတန်နေရကြောင့် A ကကြတော့ဖြစ်တဲ့အကြောင်းရင်းA ကကြတော့ဒီ B ဖြစ်ရတဲ့အကြောင်းရင်းပေါ့နော်ဒီမှာ A ကြောင့်မလို့ B ဖြစ်တယ်ဆိုတဲ့သဘောမျိုး A ကိုဝမ်ကိုတောက်ပြီးတာနဲ့ချစ်ချင်းခေါင်းမှုသွားတယ်ဆိုကြရစားဒါဒီလိုဖြစ်တာ B ဒီဒုတိယအခြေအနေဖြစ်တာပထမအခြေအနေကြောင့်เนาะဆက်ဆက်မှုရှိတဲ့သဘောကြတယ်ဒါပေမဲ့ခတ်တို့အမှုတို့ကကြောင့်အဲ့လိုမဟုတ်ဘဲနဲ့တို့ကကြောင့်ဆက်ဆက်မှုမရှိဘူးပေါ့နော်ဥပမာဝင်လာတယ်လို့အခန်းထဲဝင်လာတယ်လို့ထင်လိုက်ရုံပဲရှိသေးတယ်ထွက်သွားပြန်ပြီဆိုကြရစားဆက်ဆက်မှုမရှိတော့ဘူးဗာလဲစန့်ကျင်ဘက်အခြေအနေတွေမှာတောင်းနေပေါ့နော်โอเคပါဆိုတော့နောက်တစ်ခုကနံပါတ်1မှာဆိုရင် subject ကိုကြည့်ရဲ့ဘာဖြစ်လို့ subject ကိုကြည့်ခါလဲဆိုတော့တချို့ဝါရှာနိုကိုကြီးခဏနေရဝါရှာနိုကိုကြီးဒါလို့စကားပြောတဲ့သူရေလှုပ်ဆောင်ခြင်းတွေမှာဆိုမသုံးဘူးလို့ပြောထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ subject ကဝါတာရှိနဲ့စလာလို့ရှိရင်စာမေးပွဲမှာပေါ့နော် subject ကဝါတာရှိဖြစ်နေတော့ဆိုလို့ရှိရင်မင်းသားဆန်တော့တခါလေခတ်တော့အမှုတို့ choice ထဲကနေပြီးတော့ပယ်လိုက်လို့ရပြီဘာဖြစ်လို့လဲဆိုခတ်တော့အမှုတို့ကဘာတရှိလို့ subject ကsubject ကကိုဖြစ်တယ်လို့မရဘူးပေါ့နော် okay ဆိုတော့ဒီ grammar ကို choice ထဲကနေပြီးတော့ပေးပြလိုက်ပါအဲ့လိုဝါတာရှိနေစလာရင်ပေါ့နော် okay ဆိုတော့ဒီမှာ run ရှုလုပ်ကြည့်မယ်ပေါ့နော်ဒီမှာ一番まのするしさっきまで考えに起こっていた部長が何々かと思うと急に機嫌が良くなって笑い出したさっきまでခုနတော့ငါတဲ့ခင်ခင်ကိုစိတ်ဆိုးနေတဲ့ဘူးချောပေါ့နော်ဌာနမှုကတဲ့ကွက်လက်ကတော့အမှုတို့ကွက်လက်လို့ထင်လိုက်မှရှိသေးတယ် Q နီရုပ်တရက်ကြီးခိကန်ဆိုတာဘာလို့ရှိလို့ဘာပြောရလဲဆိုလို့ရှိရင်ဒါ mood ပေါ့နော်ကိုယ့်ရဲ့စိတ်အခြေအနေကိုပြောဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်အခြေအနေသူ့ရဲ့စိတ်အခြေအနေပေါ့နော်ဒါဘူးချောရဲ့စိတ်အခြေအနေကယောခုနတဲ့ဝရိုက်တာရှိတာတဲ့သူ့ရဲ့စိတ်အခြေအနေကပြန်ကောင်းလာပြီးတော့ရီမောဖြစ်လာတယ်ပေါ့နော်ဆိုတော့ကိုလက်ထင်မှာတော့ခတ်တိုအမိုးတို့ကတာဖောင်တွေတွေ့ရဖြစ်တဲ့အတွက်ကြောင့်တော့ဝါတာချီတို့ဘယ်နာမည်ကိုယူမလဲဆိုလို့ရှိရင်ဒါအချီပေါ့နော်ဒါကနေကောမနေစံနံပါတ်တက်ဖို့မိသွားပေါ့နော်ယွန်းဆိုတော့ဘယ်ဖြစ်မှာလဲစံပန်ဖြစ်မှာပေါ့ဟုတ်တယ်မလားစံပန်ဖြစ်ပါမယ်အခုတာဘာပြောလဲဆိုရင်ဒီခတ်တော့အမိုးတို့ရဲ့ရှင်မှာတာဖောင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးတိတိကျကျလိုက်တဲ့ဖောင်တွေဆိုရင်မင်းနာဆန်သေးချာချက်ထားပါဆိုတော့နိဗ္ဗာန်ကိုကြည့်ပါမယ်တနကဆန်ဝါတဲ့ဘူချောနိဘူコメね田中さんは部屋に入ってきた何々まだすぐに出て行ってしまった田中さんが部屋အခန်းထဲကိုဝင်လာတာနဲ့ကွက်လက်မတာနောက်ထပ်စုကူနီချစ်ချင်းတဲ့ရှိမှတာဆိုတော့ချစ်ချင်းထွက်သွားပြန်နေပေါ့နော်ဆိုတော့မနာဆန်တို့ buff တွေကိုအရင်လိုက်ကြည့်လိုက်ပေါ့နော် buff ကိုမကြည့်ခင် subject ကိုကြည့်လိုက် subject ကဝါတာရှိမဟုတ်ဘူးအဲဆိုတော့ခတ်တော့မူတို့ဖြစ်နိုင်နေပေါ့နော်နောက်တစ်ခုက buff ကိုသွားကြည့်လိုက် buff တွေကဘယ်လိုဖြစ်နေရမှာလဲဆိုစန့်ကျင်ပြီးအခြေအနေတွေဖြစ်နေရမှာဒီမှာဆို hair နီ height တယ်လို့ပြောထားတယ်ဟုတ်တယ်နော်နောက်တစ်ခုစုကူနေတဲ့ဆိုတော့ဝါတာရှိဘာဖြစ်နေလဲ opposite ဖြစ်နေစန့်ကျင်ပြီးဖြစ်နေရပေါ့နော်ပြီးတော့ဒီဟာကိုကြည့်လိုက်တော့ဒီအရှိမဒီတွဲဖောင်ကလည်းတာဖောင်ဆိုဘာဖြစ်မလဲခါတိုအမိုတာလာနံပါတ်1 each man ဖြစ်ပါမယ်โอเคပါအခုတော့ဝါတရှိပေါ့နော်အခုတော့လွယ်လေးတွေပေါ့နော်ဆောင်းဝဲကြလည်းမခက်ပါဘူးတေးကြလေးကျင့်ထားလို့ရှိရင်ဖြစ်နိုင်ပါတယ်နော်ဆိုတော့မနက်စံတို့ရှိခုတန်းလေးရှိပါရှင်ဆိုတော့ဒီမှာကြည့်ပါ make a complete sentence ပေါ့နော်ဝါတရှိနံပါတ်စီပြီးတော့1 to 5ပေးထားပါတယ်ဆိုတော့ဒီဟာလေးတွေကိုမနက်စံတော့ပေါ့နော်ဒီပြပြဆုံးတဲ့ sentence လေးတိစောက်ပြီးတော့ဝါတရှိကို comment မှာမှန်းခဲ့ပေးပါရှင်ဝါတရှိစောင့်လို့နေပါတယ်ဆိုတော့ဒီ grammar လေးကိုတကယ်နားလည်သွားတယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်ပေါ့နော် sentence လေးတိစောက်ပြီးတော့လေဒီ comment မှာရေးခဲ့လို့ရပါတယ်ရှင်
それは今日はこれで終わります。最後まで見てくれてありがとうございました。お疲れ様です。またね